အစာစားအားနဲ့အောင်ဘယ်လိုကျွေးရမလဲအစာစားအားနဲ့အောင်ကျွေးချင်တော့မတလန်းပဲရှိတယ်အစာဖြတ်ပေါ့ကိုတနေ့ကိုဘယ်နှလုံးကျွေးမလဲပေါ့နော်သူကမနက်7 နိုင်လောက်ဆိုအစာဖြတ်လိုက်တော့9 နိုင်လောက်မှပြန်ကျွေးပေါ့ဒီဘာကြောင့်အစာစားအားနဲ့အောင်ကျွေးရှင်းတာလဲတော့နားမလဲဘူးပေါ့နော်သူ့ရဲ့ဒီအသားတိုးကျက်ရဲ့အမျိုးအစားကအစာများများစားလေအကောင်မြန်မြန်ကြီးလေမြန်မြန်ရောင်းရလေပေါ့မြန်ပတ်စံရတာပေါ့အဲ့ဒါကိုအစာ short ကျွေးမှဆိုတော့ဘာကြောင့်လဲတော့မသိဘူးပေါ့လေအစာ short ကျွေးချင်တော့အစာဖြတ်တဲ့နီလန်တစ်ခုပဲရှိတာပေါ့ကျန်တဲ့ဟာတော့လုပ်လို့မရဘူးပေါ့လေအစာ short ကျွေးပေါ့တစ်နေ့ကိုတစ်လုံးလောက်ပဲအဲ့တစ်လုံးကို3 ခါလောက်ခွဲကျွေးပေါ့အဲ့ဒါမျိုးတော့ရတယ်စမ်းကြည့်ပေါ့